女巫没online了表的，女巫没 online 说的，没 online 说的，别都我等那改变难进的，那个就别都就张家别到，哎那个的办，都西瓜一楼那个，的办，no， 那个也别都也张家那个，张家别没，就西瓜鸡啦，奶都没打到，就西瓜鸡那个喵喵，那个也老人，那西瓜撇多家的路苗的，别都我难进的都的，别都我没有爸妈的地方不说的，戳别难进的都的，表情也表你的都的，哎那没有。အဲ့ဒါမင်းအောင်လိုင်းလို့အဆူနော်ပြည်သူကိုဟောနော်သူတို့ဘာတွေလုပ်ပေးနေပါလဲဘလို့တိုးတက်အောင်လုပ်ပေးနေပါလဲဆိုပြီးစကလုံးနေနဲ့ပဲပြောပြီးတော့ပြည်သူအကျိုးစီးပွားတဲ့သူတို့အကျိုးစီးပွားကိုပဲလုပ်သွားကြတဲ့အဆူနိုင်ငံရေးတစ်ပိုင်းလုပ်ပြရင်းနဲ့မိမိမိသားစုအကျိုးစီးပွားကိုလုပ်နေတဲ့မိမိမိသားစုအကျိုးစီးပွားကိုများများလုပ်နေတဲ့အဆူအဲ့ဒါမင်းအောင်လိုင်းလို့အဆူအဲ့ဒါနဲ့တူရင်ကျွန်တော်ကຫນွေဦးမင်းအောင်လိုင်းလို့ပြောကျွန်တော်မှအဲ့ဒီချက်မရှိဘူးကျွန်တော်လက်နက်ကင်ပြီးအနိုင်ကျင့်နေတာရှိရင်ဒေတာအချက်လက်နဲ့လာခဲ့ကျွန်တော်ဖိတ်ခေါ်ထားပြီးလားဒီကနေ့မှငါသားသမီးငါမိသားစုတဲ့ပြည်သူအများမျက်နှာထဲဘယ်သူမှပုံမကြည့်ဘူးအိမ်ကမိသားစုအဖေအမေရောမောင်နှမတွေရောပြက်ပြက်ပြောပြီးထွက်လာခဲ့ဒါနဲ့မယားကိုလည်းအဲ့ဒီတိုင်းပြောပြီးတော့ကျွန်တော်ထားခဲ့ဒီကနေ့ဒီဘယ်မှမပို့နိုင်ငံရေးမှာအကျိုးစီးပွားတစ်ဝက်နဲ့လုပ်နေတဲ့ကောင်းမဟုတ်ဘူးကျွန်တော်ကຫນွေဦးမင်းအွန်လိုင်းလို့အပြောခံရလက်နဲ့အနိုင်ကျင့်တာရှိရင်လည်းဒီကနေ့ဒီအားလုံးကိုခေါ်ထားတယ်ကျွန်တော်တာဝန်ယူမယ်တာဝန်ခံမယ်ကျွန်တော်အမိတ်နဲ့ပြည်သူကိုအနိုင်ကျင့်တာတစ်ခုရှိရင်လာခဲ့ကျွန်တော်တာဝန်ခံမယ်လို့ပြောထားပြီးလားနော်ဒေါ်လာရေးအကျိုးစီးပွားကိုကြည့်လို့မပြောပါဘူးလို့လည်းပြောသေးတယ်ဒါတွေနဲ့လိုက်ပြီးပုံဖြတ်နေတယ်အမှန်ကဒေါ်လာရေးအကျိုးစီးပွားကိုကြည့်လို့နော်ငါတို့ကအောင်းထားတာလို့ပြောနေတာကရှင်းရှင်းပြောရင်အဲ့လိုထိုးချခြင်းပဲခိုင်လုံတဲ့ဒေတာအချက်အလက်မရှိတဲ့အခါကျတော့အချက်လက်မလိုတဲ့ပြောစကားကိုသုံးပြီးထိုးချတာပဲကျွန်တော်ကအဲ့လောက်မအားဘူးကျွန်တော်ကလေးလေးမဟုတ်ဘူးကျွန်တော်နိုင်ငံရေးသမားလူလိန်နေနဲ့ရောအရက်မှာလူလိန်လူညာတွေမာယာသမားတွေနဲ့ရောကျွန်တော်အများကြီးတွေ့ခဲ့ပြီလူတို့အတွက်အကျိုးရှိတဲ့တင်ကျွန်တော်ပြောမယ်ဒါပေမဲ့ကျွန်တော်အမြင်နဲ့လုပ်တာကျွန်တော်ကအကျိုးမရှိတဲ့အလုပ်တွေကိုလုပ်နေတဲ့ချင်းရင်စိတ်ပြက်စရာတွေကိုပြောနေတဲ့ချင်းရင်ဒီဒေါ်လာရေးမှာကျွန်တော်ကပြည်သူ့အပံ့ပိုးမှုနဲ့ရပ်တည်နေတာပြည်သူမပိုင်ဘာမှလုပ်မရဘူးခင်ဗျားတို့ရက်ပြစ်လိုက်ကျွန်တော်နဲ့ပတ်သက်ပြီးတော့ကိစ္စမရှိဘူးကျွန်တော်လုံနိုင်တဲ့အားနဲ့တေတဲ့အထိတိုက်သွားမယ်ကျွန်တော်အားမရှိရင်ရှိတဲ့လောက်နဲ့ပဲတိုက်ပြီးအသေးခံသွားမယ်ကြံတာခင်ဗျားတို့တိုက်နေခင်ဗျားတို့ကန်ခံရဟိုချုပ်ပြောခဲ့တာခင်ဗျားတို့မှတ်မိလိုက်မယ်နော်စားဖားတွေညီညွတ်နေတာမလို့ခြင်းဘူးဆိုတဲ့စကားလိုပဲကျွန်တော်လည်းအဲ့လိုပဲထပ်ဖြစ်ပြောခြင်းတယ်ကျွန်တော်တို့နိုင်ငံရေးမှာဒေါ်လာရေးစားဖားတွေနိုင်ငံရေးစားဖားတွေနိုင်ငံရေးသွေးဆုပ်ဖုတ်ကောင်တွေညီညွတ်နေတာအားကောင်းနေတာကျွန်တော်မလို့ခြင်းဘူးရှင်းရှင်းပဲအမှန်တရားကိုပြက်ပြက်သားသားရက်တီပြောဆိုရတဲ့လူတွေနဲ့သွားမှရမယ်။နော်ကျွန်တော်ကတော့တိုင်းရင်းသားအားလုံးရဲ့အခွင့်အရေးကိုသွားမယ်။ပြည်သူအားလုံးရဲ့အခွင့်အရေးကိုသွားမယ်။မမှန်တာမှန်သမျှကျွန်တော်အဖွဲ့ထဲမှာရှိနေရင်လည်းကျွန်တော်ရှင်းနိုင်လောက်ရှင်းမယ်။ကျွန်တော်အစိုးရစီမှာရှိနေရင်လည်းကျွန်တော်ရှင်းမယ်။ဟိုဘက်ရန်သူကိုလည်းကျွန်တော်ရှင်းဖို့ကြိုးစားနေတာပဲ။အဲ့ဒီမှာကြိုက်တဲ့ပြည်သူရှိရင်အားပေးဝန်းရံမှာကြိုက်တဲ့တိုင်းရင်းသားတွေအဖွဲ့အစည်းတွေရှိရင်အားပေးပါမကြိုက်ရင်အားမပေးပါနဲ့။ကျွန်တော်လုံနိုင်တာနဲ့ကျွန်တော်လုပ်သွားမယ်။ကျွန်တော်တိုင်းရင်းသားအားလုံးရဲ့ဒန်းသူညီကွန်းကိုပိုင်ပြထမ်းခွင့်တိုင်းရင်းသားကြီးငယ်တွေအားလုံးအတွက်ကျွန်တော်ပြက်ပြက်သားသားကျွန်တော်ရင်ထဲမှာထည့်ထားပြီးကျွန်တော်လှုပ်နေတာအားလုံးနဲ့လက်တွဲပြီးလှုပ်ဖို့လဲကျွန်တော်အနေနဲ့ကျွန်တော်ချိတ်ဆက်နိုင်တဲ့လောက်လဲချိတ်ဆက်တယ်လက်တွဲနိုင်တဲ့လောက်လဲလက်တွဲထားတယ်ပြည်သူရောတိုင်းရင်းသားတွေရောဒီကနေကျွန်တော်ပြောလို့ပါတယ်ကြိုက်ရင်ယုံကြည်ရင်ကိုညီပံပိုးပါမယုံကြည်တဲ့နေ့ရှိတာနဲ့လှုပ်ပြီးတော့မရှိတော့ရင်ကျွန်တော်ခွန်အားခန္ဓာကိုယ်ပဲအသုံးချပြီးကျွန်တော်ဒေါ်လန်သွားမယ်တချို့ကူနေရင်းနဲ့တောင်ဗာပြောလာကြတယ်ဆိုအရင်ကငကားကိုကူတယ်ခုနောက်ပိုင်းမှာတင်းနေကြလာရလို့မကူတော့ဘူးဆိုတဲ့လူရှိတယ်တွေ့အစကတည်းကကူတာဟုတ်ချင်မှလည်းဟုတ်မှာပေါ့ဗျာအဲ့လိုတွေပြောလာတာတွေရှိနော်စိတ်မကောင်းဘူးဆိုတော့ကျွန်တော်အတွက်မဟုတ်ဘူးကျွန်တော်တို့ပြည်သူတွေအတွက်ခင်ဗျားတို့မကူလဲငကားကစားဖားလုပ်ချင်ရင်အခုချိန်မှာဘယ်ဘက်သွားချော့ရှင်းရှင်းပြောတာလွယ်နေပြီဒါပေမဲ့ငကားကဆုံးဖြတ်ထားတယ်ဘယ်မှလည်းထွက်မပြေးဘူးမိသားစုဝင်ဘယ်သူအတွက်မှလည်းအကျိုးစီးပွားရှာမပေးဘူးနိုင်ငံရေးတစ်ဖက်စီးပွားရေးတစ်ဖက်ကိုမလုပ်ဘူးဒီချိန်မှာရှင်းရှင်းပြောရင်လွတ်မြောက်သွားတဲ့အချိန်မှာကျွန်တော်စီးပွားရေးပြန်လုပ်ချင်လုပ်မယ်ပြည်သူတွေကူခြင်းကိုမကူခြင်းနေအမေစုလိုပဲဘယ်မှလည်းထွက်မပြေးဘူးမလုပ်နိုင်ရင်ငုတ်တုတ်ထိုင်ပြီးအဖမ်းခံလိုက်မယ်ကျွန်တော်ပြည်သူနဲ့အတူတူပဲကျွန်တော်နေမယ်အဲအားကြောင့်ကျွန်တော်ရှင်းစရာရှိတာတွေလည်းနောက်ရက်တွေမှာလည်းရှင်းမယ်ကျွန်တော်အစိုးရကိုဖောင်းမထုဘူးတဲ့ပြောမယ် NUG ကိုခင်ဗျားတို့စားဖားတွေချစ်တာတဲ့ကျွန်တော်ချစ်တယ် NUG ကိုကောင်းစေခြင်းနဲ့ဟော NUG ကကျွန်တော်တို့အားကိုးလို့ရတော့တဲ့အဖွဲ့အစည်းကြီးဖြစ်စေခြင်းနဲ့ NUG ကိုအားကတိတွေကင်းစေခြင်းနဲ့ NUG မှာမူအလွဲတွေလူအလွဲတွေရှင်းစေခြင်းနဲ့အဲဒါကြောင့်ကျွန်တော်ပြောနေတာကျွန်တော်စားဖားတွေတဲ့ NUG ကိုချစ်တယ်ဗဇက်နဲ့တင်ချစ်ပေးပြီးတော့အသက်ပေးကာကွယ်ဖို့ကြရင်ဟင်းဆိုပြီးတော့ပြပထွက်ပြေးမဲ့လူတွေမှာကျွန်တော်မပါဘူးပါဇက်နဲ့လိုတာတွေကိုပြောမယ်အသက်နဲ့လက်နဲ့ရင်းပြီးတော့ကာကွယ်ရမယ်ဆိုရင်လည်းကျွန်တော်ကာကွယ်တယ်ကျွန်တော်ပြည်သူကိုလည်းကာကွယ်မယ်အခုချိန်မှာကျွန်တော်ပြည်သူအစိုးရဖြစ်နေတဲ့ NUG ကိုလည်းကာကွယ်မယ်ဒီမိမကိစ္စတွေနောက်ငွေကြေးကိစ္စတွေလာခဲ့ကျွန်တော်ပြောခဲ့ပြီကျွန်တော်အချက်လက်ကိုကင်ပြီးရှင်းမယ်လူတို့ကျွန်တော်အပြစ်ကျူးလွန်မိတယ်ဆိုရင်လူတို့ကိုတောင်းပန်မယ်ခင်ဗျားတို့ကပါတောင်းပန်မယ်အဲ့ဒီမှာတောင်းပန်လို့ဂျင်းနဲ့နိုင်တဲ့အပြစ်ရှိရင်ဂျင်းနဲ့မဂျင်းနဲ့နိုင်တဲ့ရှိရင်အပြစ်ရှိရင်ခွင့်မလို့နဲ့အပြစ်ပေးတဲ့အပြစ်ကိုကျွန်တော်လက်ချင်းခံမယ်ထွက်မပြေးဘူးငကားယောက်ျား
ဒေါ်လာရေးမှာပြက်ပြက်သားသားပဲလုံးမယ်ပြက်ပြက်သားသားပဲရင်ဆိုင်မယ်ပြက်ပြက်သားသားပဲဆွေးနွေးမယ်